ရှေးဥစွာဖျားတစ်ခရဲ့ဂုံကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့နတ်မော်နစ်ချီအတင်းတော်မှာပြုလုပ်တော့ခရစ်စမတ်ပွဲအစီအစဉ်၌ဖိတ်ကြားထားတဲ့အတိုင်းပါဝင်တက်ရောက်ပေးတော့ဥရုဆိုင်မော်စုံနယ်မှာအတွင်းရမှုဆရာကြီးနဲ့တကွအတင်းတော်အတင်းတီမဆရာမများရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့နဲ့အနေနဲ့အရများအမမိတ်ဆွေများနဲ့ချစ်တော်တိုင်းသားညီကိုမောင်နှမများအားလုံးကိုနတ်မော်နစ်ချီအတင်းတော်ကိုစားလိုက်လဲကြိုးဆိုကြရှေးဥစွာပြောကြလိုပါတယ်ဒီခုချိန်မှာကျွန်တော်တို့ဒီနေ့ဝတ်ပြုအစီအစဉ်မှာဥဆောင်ရမယ့်ဆရာမများကိုအရင်ဆုံးမိတ်ဆက်ပေးလိုပါတယ်ဆရာကြီးကကျွန်တော်တို့ဥဒုဆိုင်မော်စုံရဲ့အတွင်းရမှုlevel ဆလန်ခေါ်ပေါ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာမောင်ရှန်တေယုတ်ဆရာမောင်ရှန်ရင်ခေါ်ဖြစ်ပါတယ်ကျွန်တော်တို့နတ်မော်နှစ်ချင်းအတင်းတော်ရဲ့တေယုတ်ဆရာကြီးဖြစ်ပါတယ်ဆရာမ S တော်ကျွန်တော်တို့နတ်မော်နှစ်ချင်းအတင်းတော်ရဲ့အမှုတော်ဆောင်ဖြစ်ပါတယ်ကျွန်တော်တိခါတော်ရဆရာမခေါ်လာတော့ဖြစ်ပါတယ်ကျွန်တော်နတ်မော်နှစ်ချင်းအတင်းတော်ရဲ့တေယုတ်ဖြစ်ပါတယ်ဆရာမခွန်ချောင်းကျွန်တော်တို့မော်လကီတပည့်တော်စုရဲ့ဓမ္မအမှုတော်ဆောင်ဆရာမဖြစ်ပါတယ်ဆရာငုံတော့ခေါကျွန်တော်တို့မော်လကီတပည့်တော်စုရဲ့ဓမ္မအမှုတော်ဆောင်ဆရာဖြစ်ပါတယ်ဆရာမအဒုံဆိုင်ကျွန်တော်တို့နတ်မော်နစ်ချင်းအတင်းတော်ရဲ့ဓမ္မအမှုတော်ဆောင်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်တို့နေ့အစီအစဉ်ပြည့်တဲ့အချိန်မှာကျွန်တော်တို့ညအစီအစဉ်လည်းရှိပါတယ်ဒီခုချိန်မှာကျွန်တော်တို့ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့ရနဲ့ကျွန်တော်တို့နတ်မော်အတင်းတော်နဲ့အတူခရစ်စမတ်ပွဲမှာပါဝင်ဆင်နွှဲတော့ချစ်တော်ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့များခိတ္တခဏလည်းမတ်တရပေးကြပါအထူးပင်ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ဒီနေ့ကျွန်တော်တို့နဲ့အတူဒီခုလိုခရစ်စမတ်ပွဲမှာပါဝင်ဆင်နွှဲပေးတော့ရခိုင်ရိုးရာအတင်းကိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ညအစီအစဉ်လည်းရှိပါတယ်ကျွန်တော်ညအစီအစဉ်ကြတော့ဒီကျွန်တော်မော်လီကေမှာရှိတော့ကျွန်တော်ကလေးငယ်များလူငယ်များကျွန်တော်တို့ရဲ့မိခင်များအနေနဲ့ကျွန်တော်အကပဒေတာအစီအစဉ်လုပ်ရင်းနဲ့ကျွန်တော်တို့ရဲ့2020နှစ်တစ်ကိုကြိုဆိုတော့အစီအစဉ်ရှိကြောင်းတပါးနဲ့ပြောကြားလိုပါတယ်ကျွန်တော်တို့ချစ်တော်ညီကိုမောင်နှမများအားလုံးကိုဒီနေ့ညမှာအကပဒေတာရှိကြောင်းနဲ့အကပဒေတာ၌ပါဝင်ရှုစားဖို့ရအားလုံးတပါးနဲ့ဖိတ်ခေါ်ပါတယ်အဲ့ဖတ်တဲ့နမောဘုကာကတာနာဖုံရှာဒီဖတ်တဲ့ကွာတဲ့နမောကကအလငင်းနုကုတော်ကြောလမ်ကလောဆိုင်အဲ့တဲ့မော်လကင်ကိုရှာစနင်းနန်ခပ်ကျေကျုစကွန်နုကုတော်ကြောလမ်ဖဲတဲ့မော်လကင်ကိုရှာဂျုံကလောနာကူရဲအခုလိုကြောက်ရောက်ပေးကြတော့ချစ်တော်တိုင်းသားညီကိုမောင်နှမများအားလုံးကိုလိုက်လဲကြိုဆိုကြောင်းပြောကြရင်းနဲ့ကျွန်တော်ရဲ့ကြိုဆိုလို့ကွန်ဆတ်ချင်းအစီအစဉ်ကိုဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်